အဲ့တော့အခု TikTok မှာခေတ်စားနေတဲ့ဒီကိုယ့်ရဲ့ vlog လေးတွေကိုကတ်တုံးပုံစံလေးပေါ့နော်ရိုက်တာလေးအဲ့လေးလုပ်ပြပါမယ်အဲ့တော့အရင်ဆုံးကိုက vlog ရိုက်ချင်တယ်ဆိုကိုဘာတွေကိုရိုက်ချင်လဲဆိုတာကိုပုံတပုံချင်းစီကိုလိုက်ရိုက်မယ်ရိုက်ပြီးတော့လို့ရှိရင်အဲ့ဒါလေးကို ChatGPT ကိုတွားပြီးတော့ကြတော့မှကျမတို့ကဒီပေါ့နော်ဒီပုံကိုGhibli style ပြောင်းပြီးပါဆိုပြီးတော့ပြောလိုက်တယ်အဲ့ကောင်မှသူကဒီလိုမျိုး enemy ပုံစံကတ်တုံးပုံလေးတွေပြောင်းလိုက်တယ်ပြောင်းပြီးတော့လို့ရှိရင်အဲ့ဒါကိုတစ်ခုချင်းစီကိုထုတ်တယ်ထုတ်ပြီးတော့လို့ရှိရင်နောက်ဆုံးရပြီဆိုလို့ရှိရင်အဲ့ဒီပုံလေးကိုဗီဒီယိုထုတ်ချင်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဗီဒီယို prompt ရေးပေးပါဆိုပြောတဲ့အခါမှာဗီဒီယို prompt လည်းရေးပေးတယ်အဲ့ဆိုလို့ရှိရင်ပုံလေးကအများကြီးဆိုခွဲထုတ်ပါမယ်3ပုံစီအဲ့တော့3ပုံကိုယူတယ်ခုနဗီဒီယို prompt လေးက3ခုကိုယူတယ်ယူပြီးတော့လို့ရှိရင် Gemini ကိုသွားပြီးတော့မှဗီဒီယိုထုတ်ပါတယ်အဲ့တော့ကြတော့ဒီထုတ်လိုက်တဲ့ဆိုလို့ရှိရင်ဒီမှာတစ်ခုရပြီနောက်ထပ်တစ်ခုထပ်ထုတ်မယ်ဒီမှာတစ်ခုရပြီပြီးတော့ကျမအဲ့ဒါလေးတွေကိုပြန်ဆက်မယ်ပေါ့နော်အဲ့တော့ကြဒီမှာတစ်ခုပြောချင်တာက Gemini ကတော့ဗီဒီယိုထုတ်တဲ့အခါမှာဒီ Pro မှပဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကြ Gemini ကို Pro ဝယ်ချင်တယ်ဆိုလို့ရှိရင် Telegram Premium Access နဲ့လေးဆွဲကောင်းမှလာမေးလို့ရပါတယ်